လိုင်းလုံးကြီးတွေအရန်ထန်ပြီးမုန်တိုင်းတိုက်နေတဲ့ပင်လယ်ပြင်ထဲမှာကျွန်တော်နဲ့ဟန်ကိုတို့နှစ်ယောက်တည်းတင်မောအစုပ်လေးတစ်စင်းကိုမောင်းနေမိခဲ့ကြတယ်။လိုင်းတွေပုတ်လုံးလို့တင်မောရှိခန်းကမှန်တွေတောင်အကုန်ကွဲချေကုန်ပြီလေ။ကျွန်တော်ကစတီယာရင်ကိုကင်ထားပြီးရှေ့ကကြောက်ဆောင်တစ်ခုကြာက9 မီတာလောက်ပဲကျဲတဲ့အပေါက်ချင်းချင်းလေးတွေကိုဖြတ်မောင်းမှုစူးစမ်းနေတယ်။ဟန်ကိုကတော့တေးရတော့မယ်ဆိုပြီးအရန်လန့်နေခဲ့တာပေါ့။ဒါပေမဲ့ကျွန်တော်ကနောက်ဆုံးမပေးဘဲအတင်းထိုးကွေပြီးမောင်းထည့်လိုက်တဲ့အတွက်တီတီလေးလွတ်ပြီးအသက်ရှင်လျက်နဲ့အဲ့ဒီနေရာကိုကြော်ဖြတ်နိုင်ခဲ့တယ်။မိုးလင်းသွားတဲ့အခါမှာတော့ပင်လယ်ပြင်ကအရန်ကိုငြိမ်သက်သွားပြီးကျွန်တော်တို့လည်းအဖိုးရဲ့မှတ်တမ်းစာအုပ်ထဲကရွှေပင်လယ်ဆိုတဲ့နေရာကိုတကယ်ရောက်သွားခဲ့တယ်။ဟန်ကိုကတော့ဒီနေရာကြီးကဘာအတန်မှတောင်မကြားရလောက်အောင်တိတ်ဆိတ်လွန်းနေတယ်။ငါရောတကယ်ရနိုင်ပါမလားလို့တန်တရားဝင်နေတယ်။အဲ့ဒါနဲ့ကျွန်တော်တို့ပိုက်ကွန်ချကြည့်ကြတယ်။3 ခါတောင်ချကြည့်တာတောင်မှဘာမှထူးထူးခြားခြားမမိပဲငါးတေးသေးလေးတွေနဲ့ကနန်းနဲနဲပဲပါလာတယ်။အဲ့ဒီတော့မှဟန်ကိုလည်းအရန်စိတ်ပြတ်သွားပြီးစီကလည်းကုံတော့မယ်စီမရှိရင်ပြန်လို့မရပဲဒီမှာတင်နှစ်ယောက်လုံးတေးရတော့မယ်လို့စိုးရိမ်တကြီးပြောလာတယ်။ကျွန်တော်လည်းစာအုပ်ကိုပြန်ကြည့်ရင်အဖိုးများကျွန်တော်ကိုလိန်သွားတာလားလို့တွေးပြီးတွေးဝေသွားတယ်။ဒါပေမဲ့ရုတ်တရက်ကျွန်တော်သဘောပေါက်သွားတယ်။အဖိုးရဲ့စာအုပ်ကမှားနေတာမဟုတ်ဘူး။ကျွန်တော်တို့ငါးဖမ်းတဲ့နီလန်းကမှားနေတာဆိုတာကိုလေ။အဲ့ဒါနဲ့ပါလာတဲ့တန်လောင်အိမ်တွေကိုယူပြီးငါးစာထည့်လိုက်တယ်။ပြန်ဖို့စီမလောက်တော့ပေမဲ့ဒါဟာနောက်ဆုံးအချိန်ပဲနိုင်ရင်အကုန်ရမယ်ရှုံးရင်တော့အတူတူငါးစာသွားဖြစ်မယ်ဆိုပြီးအဲ့ဒီတန်လောင်အိမ်ကိုရေအောက်အနက်ကြီးတဲ့အထိချလိုက်တယ်။တနားရီလောက်စောင့်ပြီးတဲ့နောက်ဆက်နဲ့ပြန်ဆွဲတင်တဲ့အခါအောက်မှာကြောက်ဆောင်နဲ့ညှိနေတယ်လို့ဟန်ကိုကထင်ရလောက်အောင်ကိုကျိုးကအရန်တင်းပြီးလေးနေတယ်။ကျွန်တော်ကတော့ကြောက်ဆောင်နဲ့ညှိတာမဟုတ်ဘူး။အကောင်တွေအရန်များပြီးလေးနေတာလို့ယုံကြည်နေတယ်။ရေပေါ်လဲရောက်လာရောကျွန်တော်ထင်တဲ့အတိုင်းပဲတန်လောင်အိမ်ထဲမှာအကောင်ကြီးလာတဲ့ရှားပါပင်လဲပစုံတုတ်ကြီးတွေအပြစ်ပါလာတာတွေ့လိုက်ရတယ်။အဲ့ဒီတော့မှကျွန်တော်တို့နှစ်ယောက်လုံးအရန်ပျော်ပြီးဖက်ခုန်ကြတာပေါ့။ဒါပေမဲ့ဟန်ကိုကဒီလောက်ကောင်းတဲ့ပစ္စည်းတွေကိုဘယ်လိုရောက်မလဲလို့မေးလာတယ်။ကြွားကိုပြန်ရင်ချန်တီကန်ဆိုတဲ့လူကကျွန်တော်တို့ကိုအလုပ်ပေးမှာမဟုတ်ဘူး။အကုန်သိမ်းပစ်လိုက်မယ်လို့ပြောတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းဒီပစ္စည်းတွေနဲ့ရွာကိုမပြန်တော့ပဲအရှိပင်လယ်မြို့ကိုတိုက်ရိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။နာရီ20ကျော်လောက်တင်မောကိုဆက်မောင်းသွားပြီးတဲ့နောက်အရှိပင်လယ်မြို့ကပင်လယ်စာဈေးကြီးကိုရောက်သွားတယ်။ဈေးထဲမှာကြီးမားတဲ့ပစုံတုတ်ကြီးတစ်ကောင်ကိုကင်ပြီးရောင်းဖို့လုပ်တော့လက်ဖက်ရည်တောက်နေတဲ့ဆိုင်ရှင်တယောက်ကတချင်းကိုရှေ့ရပေးမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာပဲအဖြူရောင်ဝတ်စုံနဲ့ဟုံရင်စားတောက်ဆိုင်ကစပုံမှုကျုပ်ရောက်လာပြီးပစုံကိုတေချာစစ်ဆေးကြည့်တယ်။ပြီးတော့ဒါကတကယ်ရင်းနဲ့ပိုင်းကရတဲ့အကောင်စားတောရိုင်းပစုံတုတ်တွေပဲဆိုပြီးဈေးဆက်ခေါ်တယ်။ဆိုင်ရှင်နဲ့စပုံမှုတို့တယောက်တစ်လက်ဈေးပြိုင်လူကြရင်နောက်ဆုံးမှာစပုံမှုက1500နဲ့ရှိသမျှအကုန်ယူမယ်လို့ပြောလိုက်တယ်။သူကကျွန်တော်တို့တင်မောပေါ်အထိလိုက်လာပြီးပစုံတွေကိုကိုယ်တိုင်ချိန်တွေကြည့်တော့အားလုံးပေါင်းရွမ်ငွေ2,13,000ဖိုးတောင်ဖြစ်သွားတယ်။သူကကျွန်တော်ကိုဖုန်းနံပါတ်တောင်းပြီးငွေကိုချက်ချင်းလွှဲပေးလိုက်တဲ့အတွက်ကျွန်တော်ဖုန်းထဲကိုငွေဝင်လာတာမြင်ပြီးနှစ်ယောက်သားအရန်အံ့ဩဝမ်းသာဖြစ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲဟန်ကိုစီကိုဖုန်းဝင်လာပြီးရွာကချန်တီကန်ကကျွန်တော်တို့ပတ်စံတွေအများကြီးရလာတာကိုဘယ်ကနေသတင်းကြားသွားလဲမသိဘူး။ရွာစိတ်ကမ်းမှာလူတွေအများကြီးနဲ့စောင့်နေတယ်ကျွန်တော်တို့ပြန်လာရင်လူရောတင်မောပါအကုန်သိမ်းမယ်လို့ချင်းချောက်ထားကြောင်းသိလိုက်ရတယ်။ဟန်ကိုကအခုတော့ရွာလဲပြန်လို့မရတော့ဘူးဘယ်လိုလုပ်မလဲလို့မေးတော့ကျွန်တော်ကရွာကိုပြန်ပြီးအဲ့ဒီလူရဲ့ခြေဝါအောက်မှာအနည်းမခံနိုင်ဘူးဒီမျိုးကပဲကျွန်တော်တို့ရဲ့အဆမတ်အစ်ဖြစ်ရမယ်လို့ပြက်ပြက်တသားပြောလိုက်တယ်။ပြီးတော့ကျွန်တော်ကစပုံမှုချုပ်ဘက်ကိုလှည့်ပြီးကျွန်တော်စီကရတဲ့အကောင်းစားပစ္စည်းတွေကိုသူ့စားတောက်ဆိုင်ကိုပဲတီးတန့်ပေးမယ်ရေရှည်လက်တွဲချင်တယ်လို့ကမ်းလှမ်းလိုက်တယ်။စပုံမှုချုပ်ကကျွန်တော်ကိုတေချာကြည့်ပြီးသူ့ကိုအမြဲတမ်းဒီလိုအကောင်းစားတွေရှာပေးနိုင်မယ်ဆိုတာဘာယုံကြည်ချက်နဲ့ပြောရဲတာလဲလို့မေးတယ်။ကျွန်တော်ကတခြားသူတွေမတွားရဲတဲ့ပင်လယ်ကိုကျွန်တော်တွားရဲတယ်တခြားသူတွေမဖမ်းနိုင်တဲ့အရာကိုကျွန်တော်ဖမ်းနိုင်တယ်လို့ယုံကြည်မှုရှိရှိပြန်ဖြေလိုက်တယ်။အဲ့ဒီလိုစကားပြောနေတော့မှပဲစိတ်ကန်းကကတုံးနဲ့လူမိုက်ကောင်းဆောင်ကသူ့လူတွေအများကြီးကိုခေါ်လာပြီးကျွန်တော်ကိုဒီမှာလာပြီးသူတို့စီခွင့်မတောင်းပဲကျူးကျော်ရှာစားရဲလားဆိုပြီးရန်လာရှာတယ်။အခြေအနေကတင်းမာသွားတဲ့အချိန်မှာကျွန်တော်ကစပုံမှုချုပ်ကိုကြည့်ပြီးခိုင်မာတဲ့မိတ်ဖက်မရှိရင်ဒီလိုနေရာမှာကျွန်တော်ရက်တီဖို့ခက်တယ်ကျွန်တော်နဲ့လက်တွဲရင်တော့ခင်ဗျားဘက်ကလည်းဒီလိုပြဿနာတေးသေးလေးတွေကိုဝင်ရှင်းပေးရလိမ့်မယ်လို့ပြောလိုက်တယ်။ဒါနဲ့စပုံမှုချုပ်ကရှေ့ထွက်လာပြီးလူမိုက်ကောင်းဆောင်ကိုသူ့မျက်နှာကိုကြည့်ပြီးအေးအေးဆေးဆေးနေပေး